အလုံးတရားချေခင်စိတ်ကောင်းဝင်ကြတဲ့မိသားစုအလုံးတို့မိမိတို့လိုလားတဲ့မြတ်တဲ့ရေရှည်ထိုင်နိုင်မဲ့ပုံစံဣရိယာပဋ္ဌပြောင်းပြီးတော့ကြိုက်တဲ့ပုံစံထိုင်ပြီးတော့တရားကိုငြိမ်သက်စွာနာယူနိုင်ပါပြီလွတ်လွတ်လပ်လပ်ထိုင်ကြိုက်တယ်လို့ထိုင်ပြီးတော့မအိပ်ရင်တော်ပြီပြိတ္တရေဟုတ်လားဘာမဖြစ်ရင်တော်ပြီလဲမအိပ်ရင်တော်ပြီကွယ်ပြိတ္တရေတရားမောခင်မေးကျင်စမ်းပါတယ်တရားပွဲကိုဘလောက်ဘယ်နှနာရီကြိုတွေကလာနေကြဩ6နာရီဆိုတော့အခု9နာရီ2နာရီတောင်ရှိသွားနော်အေးတနာတာကဲရေစက်ချရင်မကောင်းဘူးလားဟုတ်တယ်ဘုံဘုံကမနှက်မညလဲဟောအောင်ပါဆိုတော့ဒီကနေ့ညမိတ်ဆက်တဲ့အနေနဲ့ရေစက်တန်းချလိုက်ကြကုန်ရတော့သတည်းဘယ်နဲ့သာဓုခေါ်နာတော့သူရေစက်ကကိုင်းချင်းနေပုံရတယ်သာဓုသတိချရင်ဘာခေါ်မယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုကပရိသတ်ရေဘုန်းကြီးသတိချရင်ဘာခေါ်မယ်ဘာဖြစ်ဖြစ်သတိဆိုပါလေရေစက်ချကုန်ရသတိဆိုတော့အပွားကြီးတွေကသာဓုဝမ်းသာနေတာသူတို့မချဘူးဟဲ့ဒီညပထမဆုံးညမို့ပြိတ္တရေ3နာရီပဲဟောမယ်ကျင်နဲ့လားမကျင်နဲ့လေလက်ထဲမိုက်ရောက်နေပြီအတော်ဓမ္မယုံနဲ့ရှေးပြီးတော့ဝင်ပြီးတာမှားပြီးထင်ရဲ့ကိုယ်ဟာနဲ့ကိုအပြင်မှာအသာလေးထိုင်နေရင်ဒင်းရှည်ရင်တောင်ထပြန်လို့ရမယ်မှားပြီတရားပွဲလာတဲ့ပြိဿကပြိဿရေ2မျိုးရှိတယ်တဲ့တရားပွဲလာပြီဆိုနေရအရင်ရှာလားမရှာဘူးလားငါနဲ့သိတဲ့ကောင်မဘယ်နှထိုင်လဲငါနဲ့မတည့်တဲ့ကောင်မဘယ်နှရှိလဲကောင်မရှိနေဘူးငါဘယ်ပဲချမ်းနေမှာခါလေးနာတက်တဲ့ပုဂ္ဂိုလ်တွေကဘယ်နာမှနိုင်ရန်ကလေးများရှိကလေးဆိုပြီးတော့သူတို့ကလိုက်ရှာတယ်မရှာဘူးလားအဲ့ဒါကိုကနောက်ကြလို့နိုင်ရန်နေရမရတော့အတင်းဝင်ပြီးတော့လေမရဲတဲ့နည်းနည်းလောက်တဲ့တရားပွဲတော့နည်းနည်းလာတောင်းအဲ့တော့နံပါတ်1တရားနာပရိသတ်ကပရိသတ်ရဲ့ရှာနာတဲ့ဘာနာတဲ့နောက်နံပါတ်2ပရိသတ်ကဟဲ့ကောင်းမဒီကနေ့ခေတ်ဓမ္မဂတိကတွေဆိုတာအင်မတန်မှရှာကြောရှိတယ်ဟုတ်တယ်အရင်တော့ဘုန်းကြီးနေရရက်တော်ကြီးထောင်းပြီးတော့ပါဠိတွေရွတ်အနတ်တွေပေးသတိချသာဓုခေါ်ရေစက်ချပြန်ကြွတယ်မို့လားပရိသတ်တောင်ဒီလိုမောမကြည့်ဘူးတဲ့ရှေ့စတော်ဘုရားကြီးများကအဲ့ဒါလောက်ကိုတမာတိကောင်းတယ်အခုကျေးလဲကျေတဝင်းတို့ပလင်မော်ရောက်တွေကငြိမ်ငြိမ်နေတာတွေ့တာလှုပ်ရွနေရလားရှေ့စတော်လန့်တာဟဲ့ဖះမာကလွတ်လေမင်းတို့အသင်္ကနာရီကိုညီတာကိုရလှပြီဒီဖုံကကြောက်တတ်တယ်ဟုတ်လားအဲ့တော့ဒုတိယတရားနာတဲ့ပုဂ္ဂိုလ်တွေကဟေကောင်းမဒီနေ့ခေတ်ဓမ္မဂတိကဘုန်းကြီးတွေဆိုတာအင်မတန်မှရှားကြောရှိတယ်သူတို့ရှိသွားထိုင်ပြီးရင်လက်ညှိုးထိုးပြီးတော့မိတတ်တယ်ဖြေတတ်ရင်တော့ရမဖြေတတ်လူကြတဲ့အချက်ကွဲမယ်အဲ့တော့အဲ့ဒီဘုန်းကြီးတွေနဲ့ခက်ခွာနေဟိုးနောက်နားမှာသူတို့နေတာအဲ့တော့နမနဲ့ပရိသတ်ကခွာနာတဲ့နမနဲ့ကဘာနာတဲ့နမ1ကနမ2ကပေါင်းပြောမယ်ဘာတွေဖြစ်ကုန်ပြန်ပြောဗတရားဘယ်နဲ့ရှာနာခွာလာတော့တရားနာမယ်တော့ရှာအမလေးတရားကမစရသေးဘူး
ဝဲကလှပြီလို့သင်သေးသွားတော့ပြောပါတရားချက်ချင်းပြောင်းပြစ်တယ်ရှာနာခွာနာကြောက်လိုက်တာပြင်းမနာရဲ့ဒါကြောင့်ရှစ်လူကြီးတွေပြောထားခဲ့ပုံရတယ်ပြင်းရင်တော့ဒီနေရာဝင်မနာနဲ့ဟုတ်လားကဲသင်သေးသွားသောဆိုတဲ့ဣရိယာစတင်လို့နာကြရအောင်